အားလုံးပဲမင်္ဂလာပါရှင်အခုပြနေတဲ့စာအုပ်ကလေးဆိုရင်ဒါ Casco ကထုတ်တဲ့စာအုပ်ကလေးဖြစ်ပါတယ်သူကလေread aloud ပေါ့နော် read together ဆိုတဲ့ series တရားပေါ့နော်စာအုပ်ကလေးတစ်အုပ်ဖြစ်ပါတယ် silly topping ဆိုတာလေးဖြစ်ပါတယ်သူကလေ primary 3ရဲ့တသားမီးတွေအတွက်ဖတ်လို့ကောင်းတဲ့စာအုပ်ကလေးပေါ့နော် reading skill ကိုတိုးတက်ချင်တယ်ဆိုလို့ရှိရင်ဒီစာအုပ်ကလေးနဲ့လေဖတ်လို့ကောင်းတဲ့စာအုပ်ထဲမှာပါပါတယ်သူရဲ့သဘောတရားဘာလဲဆိုရင်ကိုယုံကြည်တတ်တဲ့ကလေးလေးတစ်ယောက်ဖြစ်လာဖို့အတွက်သင်ပေးနိုင်တဲ့စာအုပ်ကောင်းလေးဖြစ်ပါတယ်နော်အဲ့တော့သူရဲ့အတွင်းလေးကိုပြပေးပါမယ်ရှင်အတွင်းလေးကတော့အခုပြနေလို့လေးပေါ့နော်အဲ့တော့သူက illustration လေးတွေလည်းပါမယ်ပြီးသွားလို့ရှိရင်အခုလိုမျိုး activity လုပ်လို့ကောင်းတဲ့ဟာလေးလည်းပါမယ်ပြီးသွားရင်စာပိုက်တွေလည်းပါတဲ့အတွက်ကြောင့်reading skill အတွက်ကတော့တိုးတက်စီမှာအမှန်ပဲဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်လည်းစာပိုက်ကြည့်နော်စာပိုက်ကိုဖတ်မယ်ပြီးတော့လို့ရှိရင်ဒီဘက်မှာ activity လေးတွေလုပ်ရမှာပဲဖြစ်ပါတယ်ရှင်စာအုပ်ရဲ့ရောင်းစည်းလေးကလည်းတအုပ်ကိုမှ1000နဲ့မှ9000ကျပ်ပဲဖြစ်ပါတယ်ရှင်အဲ့တော့ original book လည်းဖြစ်တယ်Casco ကထုတ်တာပေါ့နော် Casco ကထုတ်တဲ့ original book ကိုလည်းရမှာဖြစ်တဲ့အတွက်ကြောင့်စာအုပ်လေးဝယ်ချင်တယ်ဆိုလို့ရှိရင် video လေးကိုမြင်တာနဲ့မှတ်လိုက်ပါရှင်ကျေးဇူးတင်ပါတယ်